အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါမငေးစညဟရာဒီနေ့ဆိုလို့ရှိရင်24ရက်ရှိနေပါပြီလကုန်ဖို့မကြတော့ဘူးနော်မိုးလင်းတာနဲ့တကူရီတရှင်ရီလုပ်ပြီးတော့ကျမ်းမာရေးကောင်းမွန်ဖို့အတွက်ကျင်စင်းမြစ်ကော်ပြီးတောက်ကြမယ်ရိုးရိုးကျင်စင်းမြစ်မဟုတ်ဘူးနော်6နှစ်တက်တန်းကိုရီးယားကျင်စင်းမြစ်ကော်ပြီးဖြစ်ပါတယ်ခင်ဗျအာမခံကျမ်းမာရေးဓာတ်စာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့တောက်တုံးတဲ့တူတိုင်းရန်ကုန်မှာကျမ်းမာရေးနဲ့ညီညွတ်တယ်။ဘာကြောင့်ကျွန်တော်ဒီလိုမျိုးတုံးထုတ်ပြထားရတယ်လဲဆိုလို့ရှိရင်ဒါတနေ့စာအတွက်ပြီးထုတ်ထားတာတနေ့ကိုတုံးထုတ်ပုံမှန်တောက်နေပါတယ်ခင်ဗျ။โอ้โหแช่ไปကျင်စင်းမြစ်ကော်ပြီโอ้โหကျင်စင်းမြစ်ကော်ပြီတောက်ချလိုက်တိုင်းစိတ်ပြေလန်းဆန်းအုံနောက်ကြည်လင်နေတာပဲမိတ်ဆွေညီကိုမောင်နှမတို့မယုံမရှိနဲ့တော့ကိုယ်တိုင်တောက်ကြည့်ပါချစ်မိတ်